Police. ဒီဗီဒီယိုဖိုင်လေးကတော့ဘရာဇီးနိုင်ငံဖြစ်လေတစ်ခုပါအခုချိန်မှာဆိုလို့ရှိရင်လူများရဲ့စိတ်ဝင်စားမှုလည်းခံနေရတဲ့ဗီဒီယိုဖိုင်လေးတစ်ခုလည်းဖြစ်ပါတယ်အသက်24နှစ်အရွယ်သူနာပြုအမှုပညာရှင်တယောက်က2026ခုနှစ်ဩဂုတ်လ19ရက်နေ့မှာသူမစေကန်းတစ်ခုတွားရောက်ပြီးတဲ့နောက်ရုတ်တရက်ပျောက်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်စေကန်းကနေနောက်ဆုံးထွက်ခွာသွားတဲ့အချိန်ဟာသူမရဲ့နောက်ဆုံးမြင်တွေ့ခဲ့တဲ့အချိန်ဖြစ်ပြီးတော့မိသားစုတွေအနေနဲ့ကလည်းစိုးရင်စွာနဲ့ဒါရဲတပ်ဖွဲ့ကိုချက်ချင်းအကြောင်းကြားခဲ့ပါတယ်ရဲတပ်ဖွဲ့တွေအနေနဲ့ကလည်း9ရက်ကြာပြီးတဲ့နောက်မှာသူမကိုရှာဖွေတွေ့ရှိခဲ့ပါတယ်သူမကိုရှာဖွေတွေ့ရှိခဲ့တဲ့နေရာကတော့ဒါအိမ်ငှအခန်းတွင်းသူ့ကိုပိတ်လုံထားတာဖြစ်ပြီးတော့အခုလိုမျိုးမြင်တွေ့ရအတိုင်းပဲသူ့ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်ရဲတပ်ဖွဲ့တွေအနေနဲ့ကလည်းသူ့ကိုတွေ့ရှိပြီးတဲ့အချိန်မှာချက်ချင်းပဲကျမကြီးအင်မတန်ဆိုးဝါးတဲ့အခြေအနေရှိနေကြကြောင်းမလို့အရေးပေါ်ဆေးရုံကိုပို့ဆောင်ပေးခဲ့ပါတယ်သူ့ကိုကျူးလွန်သွားတဲ့သူကတော့သူ့ရဲ့ခင်မွန်းဟောင်းဖြစ်သူပဲဖြစ်ပါတယ်ဒီခင်မွန်းဟောင်းနဲ့သူမနဲ့ဟာ2025ခုနှစ်ဒီဇင်ဘာလောက်ကတည်းကလမ်းခွဲထားဖြစ်ပေမဲ့ဂျားထဲမှာဆိုလို့ရှိရင်ယနေ့ချိန်ဒီကိုဒါပြဿနာတွေတစိုးစားရင်းနဲ့ရှိနေခဲ့တာလည်းဖြစ်ပါတယ်သူမဆေးရုံဆင်းလာပြီးတဲ့နောက်ပိုင်းမှာဒီကြောင်းအလေးကိုဒါလူမှုကွန်ရက်ပေါ်မှာသူမကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကိုမျှဝေလာခဲ့ရင်းနဲ့ဒါအမှန်တရားရရှိဖို့အတွက်သူမကအွန်လိုင်းပေါ်မှာပြောကြားခဲ့တာဖြစ်ပါတယ်။သူမနဲ့သူမရဲ့ခင်မွန်းဟောင်းနောက်ကွယ်အကြောင်းအရာတွေကဘလို့လဲဆိုတော့ကျွန်တော်တို့ခုချိန်ထိကိုမသိရသေးပါဘူး။ဒါပေမဲ့ကျူးလွန်သူကိုဖမ်းဆီးရမိတဲ့အချိန်မှာတော့ဒါအခန်းတွင်းမှာလက်နက်တွေဆေးဝါးတွေလက်ထက်တွေကျိုးတွေကိုရှာဖွေတွေ့ရှိခဲ့ရပါတယ်။အခုဆိုလို့ရှိရင်လည်းကျူးလွန်သူခင်မွန်းဟောင်းကိုဒါသက်ဆိုင်ရာအမှုတွေနဲ့တရားစွဲဆိုထားရွယ်ဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်လေးကပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့မိမပြိုလေးတွေဒါသတိထားစာဗီဒီယိုဖိုင်လေးတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေတို့လာရောက်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်။အခုကျူးလွန်သွားတဲ့သူဟာဒါဒီမိတ်ကလေးရဲ့ဒါရည်သားအောင်ဖြစ်ပြီးတော့ဘလို့မကျင်တဲ့ချက်တွေများရှိလို့အခုလိုမျိုးလောက်ရတတ်လဲဆိုတာသူတို့ရဲ့နောက်ကွယ်အကြောင်းရင်းတော့ဖော်ပြထားခြင်းမရှိပါဘူးဒီကြောင့်လည်းပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့ထင်မြင်ချက်လေးကိုကျွန်တော်ကွန်မန့်ဘောက်လည်းရေးသွားပေးခဲ့နိုင်သလိုဒီဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်တို့ရဲ့မိန်းကလေးသိရှိအောင်လို့ share ဝင်လုပ်တော့ပေးခဲ့ကြပါဦးနောက်သတင်းကြောင်းအသစ်တွေနဲ့ပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ